အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ real ရဲ့ use reducer host လေးရဲ့အကြောင်းလေ့လာကြည့်ကြမယ်နော်အဲ့တော့သူက use reducer host က state ကို management လုပ်ပေးတဲ့ဒါ real ရဲ့ function တစ်ခုပဲပေါ့နော်အဲ့တော့ state ကို data management လုပ်တဲ့အပိုင်းမှာပေါ့သူကဒီ logic code တွေအများကြီးရေးပြီးတော့မှ changes လုပ်ချင်တယ်ပေါ့အဲ့လိုလုပ်ချင်တယ်ဆိုလို့ရှိရင်သူက use reducer ဆိုတဲ့ host ကိုအသုံးပြုပြီးတော့မှ data ကို changes လုပ်ပြီးလို့ရပါတယ်နော်use reducer host ကိုသုံးမယ်ဆိုလို့ရှိရင်သူကသူ့ရဲ့နာမ argument သုံးလို့ရှိရင် reducer ရဲ့ initial state ရဲ့ init ရဲ့ပေါ့နော် reducer function အဲ့ဒါတော့သူကဒီ state ကို data ကို changes လုပ်ပြီးလို့အတွက် logic code တွေရေးထားတဲ့ function ပေါ့ initial state ကကြတော့သူကဒီ state ထဲမှာပေါ့တန်ဖိုး initialize လုပ်ချင်တယ် initialize လုပ်ချင်တယ်ဆိုလို့ရှိရင် initial state ထဲမှာရှိနေတဲ့တန်ဖိုးဓာတ်ရိုက်ယူပြီးတော့မှ state ထဲမှာ data ကိုinitialize လုပ်ချင်တဲ့အခါမှာသုံးတယ်ပေါ့နော် init argument ကကြတော့သူကဟို function တစ်ခုပေါ့သူဒီ function ကကြတော့ဒီ argument ကတော့သူက optional ပဲเนาะအဲ့တော့ init argument ကဘယ်ချိန်မှာသုံးရမှာလဲဆိုလို့ရှိရင် state ထဲမှာသူကတန်ဖိုးကို initialize လုပ်တယ် initialize လုပ်တဲ့အခါမှာသူက function တစ်ခုတိဆောက်ပြီးတော့မှဒီ function ကပေးလာတဲ့တန်ဖိုးကိုယူပြီးတော့မှ state ထဲမှာတန်ဖိုးသူကထည့်ကျင်တဲ့အခါမှာပေါ့ initialize ထည့်ကျင်တဲ့အခါမှာသူကအသုံးပြုတယ်ပေါ့နော်ဒါ init argument ဒီ function တစ်ခုလို့မှတ်ထားပြီးဒီ function ကနေပေးလိုက်တဲ့တန်ဖိုးကိုယူပြီးတော့မှ state ထဲမှာတန်ဖိုး initialize လုပ်တဲ့အခါမှာအသုံးပြုအဲ့တော့သူက use reducer hook ကိုအသုံးပြုမယ်ဆိုလို့ရှိရင် return က current state ရဲ့နောက်က dispatch method ရဲ့ပေါ့နော်သူက return ပြန်ပြီး dispatch ကကြတော့သူက function တစ်ခုပဲဒီ function ကကြတော့ action တစ်ခုခုကိုလှုပ်ဆောင်ဖို့လို့အတွက်ညွှန်ကြားချက်ပေးရတဲ့ function ပဲ action တစ်ခုဆိုဥပမာပေါ့ shopping cart ဆိုလို့ရှိရင်ပစ္စည်းတွေထည့်တာပေါ့ဥပမာ cart ထဲမှာပစ္စည်းတွေထည့်တာဖြတ်တာပေါ့ဒါ action တွေပဲဒီလိုမျိုးဒီ action တွေကိုသူကလှုပ်ဆောင်မှုလို့အတွက်ညွှန်ကြားချက်ပေးရတဲ့ဒါ function ပေါ့เนาะအဲ့တော့သူကဒီသူ့ကိုသုံးတယ်ဆိုလို့ရှိရင်ပေါ့ use reducer ရဲ့နောက်မှာ parameter ကသူက3 argument 3ခုပေါ့เนาะနောက်တစ်ခုကဒီ use reducer ကိုသုံးလိုက်တယ်ဆိုလို့ရှိရင် return ပြန်ပေးလိုက်တဲ့တန်ဖိုးကကြတော့ဘာတန်ဖိုးပြန်ပေးမလဲဆိုလို့ရှိရင် current state ရဲ့နောက်တစ်ခုက dispatch method ရဲ့ return ပြန်ပေးတယ်ဆိုတာလေးကိုမှတ်ထားပေးမယ်เนาะသူ့ရဲ့အလုပ်လုပ်ပုံ program လေးကကြတော့နောက်ဗီဒီယိုလေးမှာဆက်ပြီးတော့လေ့လာကြည့်ကြမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်